ညာရေးရဲ့အားနည်းချက်ကြောင့်နိုင်ငံတစ်ခုရဲ့အနာဂတ်ကိုဘယ်အရာကဆုံးဖြတ်မလဲတယံစာလားနီးပညာလားမဟုတ်ပါဘူးအမှန်တကယ်အနာဂတ်ကိုဆုံးဖြတ်တာကပညာရေးပါဒါပေမဲ့ပညာရေးမှာအားနည်းချက်တွေရှိလာတဲ့အခါအနာဂတ်လည်းအားနည်းလာပါတယ်ပညာရေးရဲ့အားနည်းချက်တွေကတနေ့တည်းနဲ့မမြင်တာပါဘူးဒါပေမဲ့အချိန်ကြာလာတဲ့အခါကျောင်းသားတွေမေးကုန်မမေးတော့ဘူးစာကိုနားလည်ဖို့ထက်မှတ်မိဖို့ပဲသင်ယူလာကြတယ်ဆရာမေးရင်ဖြေတတ်တယ်ဘဝမေးရင်မဖြေတတ်တော့ဘူးအဲ့ဒီအကျိုးဆက်ကအလုပ်ခွင်ထဲဝင်တဲ့အခါစဉ်းစားနိုင်စွာနဲလာတယ်ပြဿနာဖြေရှင်းနိုင်မှုညော့နဲလာတယ်အိမ်မက်တွေရှိပေမဲ့ဘလို့အကောင့်ထဲပေါ်ရမလဲမသိကြတော့ဘူးအဲ့ဒါကပညာမရှိလို့မဟုတ်ဘူးမှန်ကန်တဲ့ပညာမရခဲ့လို့ပါသူတို့ဟာပညာမတက်လို့မဟုတ်ပါဘူးဒါပေမဲ့သူတို့ကိုမှန်ကန်တဲ့နည်းလမ်းနဲ့မတင်ကြားခဲ့ရလို့ပါပညာရေးဆိုတာစာမီခွဲအတွက်မဟုတ်ဘူးဘဝအတွက်ပါစာအုပ်ထဲကအမှတ်တွေထက်ဘဝထဲကအတွေ့အကြုံတွေကပိုအရေးကြီးပါတယ်မိခွန်းဒီမေးတတ်ဖို့စဉ်းစားတတ်ဖို့လေ့လာတတ်ဖို့ပညာရေးကသင်ပေးရမယ်ဒါကြောင့်ပညာရေးကိုပြောင်းလဲဖို့လိုပါတယ်ကျောင်းသားတွေကိုမှတ်မိအောင်မသင်ပေးပဲနားလေအောင်သင်ပေးပါအဖြေကိုမဖေးပဲအဖြေရှားနိုင်အောင်လမ်းပြပါဆရာတွေကစာသင်ပေးသူသားမကအတွေးပေးသူဖြစ်ဖို့လိုတယ်ဆရာဆရာမတွေကသင်ခန်းစာတွေပို့ချရုံနဲ့မကပဲတွေးခေါ်မှုကိုလှုပ်ရှားပေးသင်ပါတယ်ပညာရေးကကောင်းလာရင်လူတွေကပြောင်းလဲလာမယ်လူတွေပြောင်းလဲလာရင်နိုင်ငံလဲတိုးတက်လာမယ်ဒါကြောင့်ပညာရေးရဲ့အားနည်းချက်တွေကိုမမြင်မနေရဘူးလစ်လူးမရှိသင့်ဘူးပြင်ရမယ်ပြောင်းလဲရမယ်ဒါမှအနာဂတ်ကပိုကောင်းလာမယ်အဆုံးထိကြည့်ရှုဖေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ပညာရေးကလူတစ်ယောက်ရဲ့ဘဝကိုပြောင်းနိုင်တယ်လို့လူတစ်ယောက်ရဲ့အတွေးမြင်ကလည်းလူအဖွဲ့အစည်းကိုပြောင်းနိုင်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးသင်ဘလို့ချင်မြင်လဲ comment မှာအကြံပေးခဲ့ပါဦး